Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့နောင်လိုက်ပဲဖြစ်ပါတယ်ကျွန်တော်ကမလေးရှားနိုင်ငံမှာခီးတော့ဘလော့လေးတွေနဲ့ကျွန်တော်လုပ်တဲ့အလုပ်ကလေးတွေကို content ဖန်တီးတဲ့အခါမှာ quality ကောင်းတဲ့ content လေးတွေဖြစ်နေတာပါအဲ့ဒါကြောင့်ပဲ Creative Byte Academy မှာကျွန်တော်သင်တန်းတက်ဖြစ်ခဲ့တာပါ Creative Byte Academy ဆိုတာ online စီးပွားရေးသမားတွေနဲ့လုပ်ငန်းရှင်တွေအတွက် online ပေါ်မှာကိုယ့်ရဲ့ branding ကို video ဖန်တီးပြီးတိစောက်ကျင်တဲ့သူတွေအတွက်စနစ်တကျသင်ကြားပေးနေတဲ့သင်တန်းတစ်ခုပါသင်တန်းမှာတော့သင်ခန်းစာ video တွေကိုပြည့်စုံတဲ့ group နဲ့တင်ပေးတာမျိုးမဟုတ်ပါဘူးဘယ်နေ့မှာတော့ဘယ်သင်ခန်းစာတွေကိုဘယ်လိုလေ့လာရမလဲဆိုတာအသေးစိတ်သင်ကြားပေးတာပါပြီးတော့သင်ခန်းစာတွေကိုသင်ပေးနေုံလေးပဲမဟုတ်ပါဘူးသင်တန်းသူသင်တန်းသားတွေကို assignment တွေပေးပြီးအဲ assignment တွေကိုလည်းအပြီးထပ်ရပါသေးတယ် assignment တွေထပ်ပြီးသွားပြီဆိုရင်လည်းသင်တန်းကဆရာမတွေကကိုထပ်လိုက်တဲ့ assignment တွေမှာဘယ်နေရာမှာတော့ဗာလေးမှားနေတယ်ဘယ်နေရာမှာတော့ဗာလေးပြင်ရမလဲဆိုတာတေချာလေးအသေးစိတ် feedback ပြန်ပေးပါတယ်အဲ့လို feedback ပြန်ပေးတဲ့ကြောင့်ပဲကိုယ့်ရဲ့အမှားတွေကိုမြင်ပြီးပိုကောင်းတဲ့ video လေးတွေကိုဖန်တီးလာနိုင်ခဲ့တာပါသင်တန်းကြီးတက်လာပြီးမှာတော့ကျွန်တော်တင်ထားတဲ့ပို့ပြီးတော့အားရကျဉ်းလက်ခဲ့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အရင်ကဆိုရင်ဗီဒီယိုတစ်ပုဒ်ကိုဘယ်ကနေဘယ်လိုဆက်လို့ရမလဲမသိခဲ့ရကနေအခုဆို script တစ်ပုဒ်ကိုလူတွေစိတ်ဝင်စားအောင်ဘယ်လိုရေးရမလဲ lighting ကိုရောဘယ်နေရာမှာဘယ်လိုထားရမလဲဗီဒီယိုကိုရောဘယ်နေရာကနေဘယ်လိုဆက်ရိုက်ကမလဲပြီးတော့ဗီဒီယို editing မှာရောဘယ်နေရာမှာဘာတွေမလုပ်သင့်ဘူးလဲဘယ်နေရာမှာဘာတွေလုပ်သင့်လဲဆိုတာအကုန်လုံးအသေးစိတ်သိခဲ့ရပါတယ်။အဲ့ဒါကြောင့်ပဲဒီလိုဗီဒီယိုပုံစံကနေဒီလိုဗီဒီယိုပုံစံဖြစ်လာခဲ့တာပါဒီသင်တန်းမှာကျွန်တော်အချိုက်ဆုံးအချက်ကတော့သင်တန်းသူသင်တန်းသားတွေရဲ့ assignment တွေကိုသင်တန်းကဆရာမတွေကတရုတ်မကြမ်းသေချာလေး feedback ပြန်ပေးတာပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီ2026မှာ quality ကောင်းတဲ့ content လေးတွေဖန်တီးခြင်းတဲ့သူတွေရှိရင် Creative Byte Academy မှာသင်တန်းသွားတက်လို့ရပါတယ်ခင်ဗျာ။နောက်ထပ်လည်းခီးသောဗီဒီယိုတွေအပြင်မလေးရှားနဲ့ပတ်သက်တဲ့ဘူးသူရရစရာဗီဒီယိုတွေကိုအများနဲ့တင်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနဲ့နှိပ်ပေးခဲ့ကြအောင်နော်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်။အားလုံးပဲ bye bye